ပူပူနည်းနည်းပြားကြော်လေးအိမ်မှာအလွယ်တကူလှူစားကြရအောင်အရင်ဆုံးပဲလေးတွေကိုစိမ်ထားပါတယ်။ပါဝင်ပစ္စည်းတွေကတော့ကြက်သွန်ကြီး၊ဂျင်း၊ငရုတ်သီးချောင်းနဲ့ပြင်းတော်တဲ့ရွက်ကလေးတွေကိုပြင်ဆင်ထားပါတယ်။အရင်ဆုံးစိမ်ထားတဲ့ပဲတွေကိုစက်ထဲမှာထည့်ပြီးတော့ညှက်သွားအောင်လို့ကြိတ်ပြီးပါမယ်။ဒီလိုမျိုးလေးရလာပြီဆိုရင်တော့လိုအပ်တာတွေချက်ထည့်ပါမယ်။ခုနကပြင်ထားတဲ့ပါဝင်ပစ္စည်းတွေကိုအားလုံးထည့်လိုက်ပါမယ်။ပါဝင်ပစ္စည်းတွေနဲ့ပဲကြိတ်ထားတာလေးနှံ့သွားအောင်နေပါမယ်။ပြီးရင်တော့စားအနည်းငယ်ဘေကင်းဆိုဒါအနည်းငယ်စက်သားမုန့်နဲ့မွေးကလပ်ပဲအစိမ်းမုန့်တို့ကိုချိန်ဆပြီးတော့ထည့်ပေးပါမယ်။မဆလာကိုတော့တစ်ထုပ်သုံးထားပါတယ်။ပြီးရင်တော့အားလုံးသမသွားအောင်လို့ရောမွေပေးလိုက်ပါမယ်။ရင်းတော်တင်ရလေးတွေကိုအရင်ကြော်ထားလိုက်ပါမယ်။ပြီးရင်တော့ပြာကြော်လေးကိုစပြီးတော့ကြော်ပါမယ်ရှင်။မျိုးလေးရေးလာပြီဆိုရင်တော့နောက်တစ်ဖက်ကိုလန်လိုက်ပါမယ်။မွေးလေးနဲ့အရသာရှိပြီးတော့စားလို့လည်းကောင်းတယ်။မနက်စာပူပူနွေ့နွေ့ပြာကြော်လေးပါ။နောက်ဆုံးမှာတော့မနက်စာထမင်းလေးနဲ့ပဲစားဒီတိုင်းပဲအချင်းလေးနဲ့စားအရသာရှိတဲ့ပြာကြော်လေးကိုရရှိပါပြီ။